ရန်ကုန်မန္တလေးနေပြီးတော့အမြန်လန်းတင်တဲ့လမ်းဟောင်းကိုဘေးတစ်လျှောက်မှာရှိတဲ့တော်လိုင်းကြီးတက်တွေကပိတ်ဆို့နိုင်ရှိစိတ်ဖွာအဲ့ဒါဘာဖြစ်သွားမလဲအဲ့တော့ရဲဘော်တို့ကြီးဒီရရှိဘကိုးတာယာဝတီဘကိုးအနောက်ချမ်းအရှိချမ်းအလဲချမ်းအဲချမ်းကျိုးမတကြောကတက်တွေရန်ကုန်နေပြီးတော့လမ်းမကြီးကိုပိတ်ချလိုက်ပါဘာတွေပြောမှလည်းမသိဘူးတကယ် amazing တော်လိုင်းကြီးနဲ့တော်လိုင်းကြီးရဲဘော်တွေအပေါ်မှာပြည်သူလူထုရဲ့တချို့ပေါ့ဗျာတချို့အချောင်သမားတွေရဲ့မခံလေးစားလုံးမှုဟာ no မြင်ကြရမှာပါရန်ကုန်နေပြီးတော့လမ်းမဟာမကြခင်ပိတ်ချခံမဲ့အနေထားပိတ်ချလိုက်နိုင်ရင်ကဲပြောလဲပြောနိုင်တယ်